Welcome to Rise Up Story Time ပုံမြင်နှားထောင်ရမယ့်အချိန်ရောက်ပါပြီရှင်။ဒါဆိုရင်ဒီနေ့တသားမမီတို့ကိုဒီချက်ကပုံမြင်လေးတစ်ပုဒ်ပြောပြမယ်နော်။ဒီချက်ကဘာပုံမြင်လေးပြောပြမလဲဆိုတော့တာဒါကြောက်တုံးဟင်းကျိုးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ရှင်။ကဲဒါဆိုရင်ကလေးတို့နားထောင်ဖို့အတွက်အဆင်သင့်ဖြစ်ပြီလား။ Okay ဒါဆိုရင်ဒီချက်နဲ့အတူတူကြောက်တုံးဟင်းကျိုးဆိုတဲ့ပုံမြင်လေးကိုနားထောင်ကြမယ်နော်။တခါတော့ကခရီးသွားဧည့်သည်ကြီးတယောက်ရှိတဲ့ကွယ်ခရီးသွားဧည့်သည်ဆိုတာဘာကိုပြောတာလဲကလေးတို့သိကြလားခရီးသွားဧည့်သည်ဆိုတာရွာတစ်ရွာကနေနောက်တစ်ရွာမြို့တစ်မြို့ကနေနောက်တစ်မြို့နိုင်ငံတစ်နိုင်ငံကနေနောက်တစ်နိုင်ငံကိုလှည့်လည်ပြီးတော့မှခရီးသွားနေတဲ့သူကိုဒီချေတို့ကခရီးသွားဧည့်သည်လို့ခေါ်တာနော်အဲ့ဒီခရီးသွားဧည့်သည်ကြီးကတဲ့တနေ့လဲကြာရောရွာကလေးတစ်ရွာကိုရောက်သွားတယ်တဲ့အဲ့ဒီရွာကလေးနာမည်ကကစီးနဲတို့ရွာလို့ခေါ်တယ်ရွာနာမည်ကထူးဆန်းနေနော်ဘာဖြစ်လို့ဒီရွာကလူတွေကိုကစီးနဲရဲ့လူတွေလို့ပြောကြတာလဲကစီးနဲရဆိုတာဘာကိုပြောတာလဲကလေးတို့သိကြလားကစီးနဲတယ်ဆိုတာကိုမှရှိရဲ့အရာကိုသူများနဲ့ဝေမျှပြီးတော့မသုံးချင်တာကိုမှရှိရဲ့အရာကိုသူများကိုပေးလိုက်တဲ့အချိန်မှာရော့သွားမှာနဲသွားမှာကုန်သွားမှာစိတ်ပူလို့ဆိုပြီးတော့သူများနဲ့မဝေမျှတာကိုကစီးနေတယ်လို့ပြောတယ်နော်အဲ့တော့ဒီရွာမှာရှိရဲ့လူတွေအကုန်လုံးကကစီးနေကြတယ်တဲ့အဲ့ဒီကစီးနေတို့ရွာကိုခရီးသွားဧည့်သည်ကြီးကရောက်သွားပါလေရောသူရောက်သွားတဲ့အချိန်မှာသူကဘိုက်တွေအရန်ဆာနေတာတဲ့အဲ့ဒါနဲ့ရွာတွေကလူတွေကိုခရီးသွားဧည့်သည်ကြီးကပြောတာပေါ့ရွာသူရွာသားများခမညာထမင်းလေးဟင်းလေးများရှိရဲဆိုရင်ကျွန်တော်ကိုနည်းနည်းလောက်ကျွေးပါလားခမညာဆိုပြီးတော့ပြောတယ်တဲ့အဲ့လိုပြောတဲ့အချိန်မှာရွာတွေကလူတွေကဟိုးမကျွေးနိုင်ပါဘူးမင်းကိုကျွေးဖို့နေသားငါတို့မှာတော့ဘာမှမရှိဘူးဆိုပြီးတော့ပြောလိုက်တယ်တဲ့ဒီလိုနဲ့ခရီးသွားဧည့်သည်ကြီးကအော်ဟုတ်လားဒါဆိုရင်တော့ဗျာခမရတို့တရွာလုံးစားဖို့အတွက်တရွာလုံးစားလို့ရတဲ့ကြောက်တုံးဟင်းကြိုတစ်ခွက်ကိုကျွန်တော်ကချက်ပေးခဲ့ချင်ပါတယ်ခမရဆိုပြီးတော့ခရီးသွားဧည့်သည်ကြီးကရွာသူရွာသားတွေကိုပြောလိုက်ပါတယ်တဲ့အဲ့ဒီအချိန်မှာရွာသူရွာသားတွေကလည်းအယံကိုစိတ်ဝင်စားသွားကြတာပေါ့ဘလို့ကြောက်တုံးဟင်းကြိုဟုတ်လားဟုတ်ပါတယ်ခမရကျွန်တော်လိုအပ်တာကတော့အိုးအကြီးကြီးတစ်လုံးရဲ့ကြောက်တုံးခက်ကြီးကြီးတစ်ခုရဲ့ရေလေးနည်းနည်းရရတယ်ဆိုရင်ဖြင့်ခမများတို့တရွာလုံးစားဖို့အတွက်ကြောက်တုံးဟင်းကြိုတွေကိုကျွန်တော်ကချက်ပေးခဲ့မှာဖြစ်ပါတယ်ခမဆိုပြီးတော့ခရီးသွားဧည့်သည်ကြီးကပြောလိုက်တယ်တဲ့အဲ့ဒီချိန်မှာရွာသူရွာသားတွေကလည်းတိတ်ကူပျော်သွားတာပေါ့ရေရဲ့ကြောက်တုံးရဲ့ဒံအိုးရဲ့ဒီသုံးခုရှိုံနဲ့တရွာလုံးစားလို့ရတဲ့ဟင်းချိုချက်ပေးမဲ့လူရောက်လာတာဆိုတော့တရွာလုံးကတကယ်ပျော်သွားတာပေါ့ဟုတ်ပြီကွာဒါဆိုရင်တော့မင်းတောင်းနဲ့ဒဲအိုးအကြီးကြီးတစ်လုံးလဲရမယ်ကြောက်တုံးကြီးကြီးတစ်ခုလဲငါတို့ကရှာပေးမယ်ကွာရေလဲထည့်ပေးမယ်ကွာတရွာလုံးစားလို့ရတဲ့ကြောက်တုံးဟင်းချိုလေးချက်ပေးခဲ့ပါကွာဆိုပြီးတော့ခရီးသွားဧည့်သည်ကြီးကိုပြောလိုက်တယ်တဲ့ဒီလိုနဲ့ရွာသူရွာသားတွေနဲ့ခရီးသွားဧည့်သည်ကြီးကရွာလေကောင်မှာမီးဖိုကြီးတစ်ခုစတည်ပါတယ်။အဲ့ဒီမီးဖိုကြီးပေါ်မှာဒဲအိုးအကြီးကြီးကိုတင်နေဒဲအိုးတွေကိုရေတွေဖြည့်ကြတယ်။ဖြည့်ပြီးတော့အဲ့ဒီတဲကိုရေဆေးထားတဲ့ကြောက်တုံးကြီးကိုပလုံးဆိုပြီးတော့ထည့်လိုက်ပါတယ်တဲ့အချိန်ခဏလေးကြာတဲ့အချိန်မှာဒဲအိုးတွေကရေတွေကဘုံနဲ့စပြီးတော့ဆူလာတော့တာပေါ့ခရီးသွားဧည့်သည်ကြီးကဘာလုပ်နေထင်လဲရောက်ချိုစွန်းကြီးနဲ့အိုးရဲကဟင်းချိုတွေကိုတစွန်းခတ်လိုက်ပါတယ်ခတ်ပြီးတော့သူကညှိကြည့်တာပေါ့အိုးတဲလေအရသာရှိတဲ့ဟင်းချိုပါလားအဲ့ဒီအချိန်မှာကစီးနဲ့ရွာသူရွာသားတွေကသူ့ကိုစိတ်ဝင်စားနေကြည့်နေတာပေါ့ဟာတကယ်အရသာရှိသွားပြီလားတကယ်အရသာရှိတဲ့ဟင်းချိုရပါပြီခမညာနေအောင်ဒီထက်အရသာရှိတဲ့ဟင်းချိုလေးရဖို့အတွက်ကျွန်တော်လုပ်ပေးခဲ့ခြင်းနဲ့အဲ့ဒီတော့ခမညာတို့ရွာမှာအသီးအရွက်ကလေးနည်းနည်းများ
မရှိဘူးလားခမညာအသီးအရွက်လားဘလို့အသီးရွက်တွေလိုချင်တာလဲအများကြီးမဟုတ်ပါဘူးကျွန်တော်ကိုအာလူးလေးနည်းနည်းရယ်မုံလာဥလေးနည်းနည်းရယ်ဂေါ်ဘီဒုတ်ကလေးနည်းနည်းရယ်ပြီးရင်ရပါပြီရွာမှာရှိသလားခမဆိုပြီးတော့ခရီးသွားဧည့်သည်ကြီးကမေးလိုက်တယ်တဲ့အာလူးနည်းနည်းရယ်မုံလာဥနီနည်းနည်းရယ်ဂေါ်ဘီဒုတ်နည်းနည်းရယ်ကတော့ရပါတယ်ဒီလိုနဲ့ရွာသူရွာသားတွေကတအိမ်စီကနေအာလူးနည်းနည်းမုံလာဥနီနည်းနည်းဂေါ်ဘီဒုတ်နည်းနည်းကိုယူလာကြတယ်တဲ့ယူပြီးတော့ဒီအသီးနှံတွေကိုအခွန်တွေခွာကြတယ်အတုံးလေးတွေလှီးကြတယ်လှီးပြီးတော့စောနာကပွက်ဆူနေတဲ့ဒေအိုးကြီးတွေကိုပစ်ထည့်လိုက်ကြပါတဲ့ဒုတိယအကြိမ်ခီးသွားဧည့်သည်ကြီးကဇွန်းကြီးနဲ့ထပ်ပြီးတော့ဒေအိုးတွေကိုမှွေတာပေါ့ဒေအိုးတွေကဟင်းရည်တွေကလည်းဘုံနဲ့စားချင်စရာကောင်းလောက်အောင်အနံ့တွေကလည်းမှွေးနေတာပဲတဲ့အဲ့ဒီလိုနဲ့ခီးသွားဧည့်သည်ကြီးကရောက်ချိုဇွန်းကြီးနဲ့ခတ်ပြီးတော့နောက်တစ်ခေါက်ထပ်မြည်ကြည့်ပါတယ်တဲ့တကယ်ကိုအရသာတော်လေးကိုရှိသွားပြီပဲချိုလိုက်တာဗျာကျွန်တော်ဖြင့်ဒီလောက်ချိုတဲ့ဟင်းချိုကိုတခါမှတော့မတောက်ဘူးပါဘူးဆိုပြီးတော့ပြောလိုက်တယ်တဲ့ရွာသူရွာသားတွေကလည်းအရန်ကိုတောက်ချင်လာပြီပေါ့ဟုတ်လားခီးသွားဧည့်သည်ကြီးကျွန်တော်တို့တောက်လို့ရပြီလားခမမေးရပေါ့နေပါအောင်ကျွန်တော်တို့ဒီထက်အရသာရှိပြီးတော့အနံ့လေးပုံမွှေးသွားအောင်နောက်ထပ်တစ်ခုနှစ်ခုလောက်လိုသေးတယ်ဘာလေးညာလိုလဲခီးသွားဧည့်သည်ကြီးကျွန်တော်ကိုရွာထဲမှာအနံ့မွှေးတယ်ကြက်သွန်မိတ်နည်းနည်းရယ်အရသာကိုပို့ပြီးတော့ချိုစီတယ်မှုံလေးနည်းနည်းရယ်လောက်ကိုရှာပေးလို့ရမလားခင်ဗျာဆိုပြီးတော့ပြောလိုက်တယ်တဲ့ရွာသူရွာသားတွေကလည်းမှုံလေးနည်းနည်းနဲ့ကြက်သွန်မိတ်နည်းနည်းကတော့ကျွန်တော်တို့ရွာမှာပဲအိမ်မှာသွားယူရပါတယ်ခင်ဗျာရစေရမယ်ခဏလေးစောင့်ဆိုပြီးတော့ရွာသူရွာသားတွေကကြက်သွန်မိတ်လေးနည်းနည်းနဲ့မှုံလေးနည်းနည်းကိုပါထပ်ယူလာပေးတယ်တဲ့ကဲကြက်သွန်မိတ်ကလေးရပြီဆိုတော့ခရီးသွားဧည့်သည်ကြီးကကြက်သွန်မိတ်တွေကိုကကြီးလေးနဲ့ကွက်ဆိုညှက်ပြီးတော့အိုးတွေကိုဖူးဆိုဖြူပြီးတော့ထည့်လိုက်တယ်နော်မှုံလေးတွေကိုလည်းရေဆေးပြီးတော့မှအိုးတွေကိုလှီးပြီးတော့မှထပ်ထည့်လိုက်ပါတယ်တဲ့သားတို့သမီးတို့ဘလို့ထင်လဲအခုလောက်ဆိုရင်ရောခရီးသွားဧည့်သည်ကြီးရဲ့ဒီကြောက်တုံးဟင်းချိုကတော်တော်လေးကိုချိုနေလောက်ပြီလို့ထင်လားဒီချိန်ကတော့အရန်ကိုစားချင်နေပြီနော်ကဲဒီတစ်ခါမှလည်းခရီးသွားဧည့်သည်ကြီးကရောက်ချိုစွန်းကြီးနဲ့မှွေပြီးတော့ခတ်ပြီးတော့မှနောက်တစ်ခေါက်ထပ်ပြီးတော့ရည်ကြည့်လိုက်ပါတယ်တဲ့ဒီဟင်းချိုကတော့ဗျာကျွန်တော်ထင်တယ်ကဘာပေါ်မှာအကောင်းဆုံးဟင်းချိုဖြစ်ပါလိမ့်မယ်ခမများတို့တရွာလုံးတစ်ခါမှတောင်စားဖို့မှမဟုတ်ဘူးနော်ကျွန်တော်ကအာမခံတယ်ဒီဟင်းချိုကိုလေတကယ်အကောင်းဆုံးဘယင်ကြီးတောင်မှတစ်ခါမှမစားဘူးတဲ့နတ်တုတ်တာဟင်းချိုဖြစ်ဖို့အတွက်ကျွန်တော်ပစ္စည်းလေးနည်းနည်းထပ်ထည့်ပြီးရင်တော့ကျွန်တော်တို့စားလို့ရပြီခင်ဗျအဲ့တော့ရွာသူရွာသားတွေကလည်းထပ်မေးတာပေါ့ဘာတွေများထပ်လို့သေးရလဲခရီးသွားဧည့်သည်ကြီးရဲ့တခြားထွေထူးမဟုတ်ပါဘူးကျွန်တော်ကိုခမတို့ရွာထဲမှာတင်ထားတဲ့အသားကြောက်ကလေးနည်းနည်းရှိရဆိုရင်ညပါလားခမဘာသားကြောက်ဖြစ်ရပါတယ်ကျွန်တော်တို့ကဒီအသားကြောက်ကလေးထည့်ပြီးပြီဆိုရင်တော့ဒီဟင်းချိုကလေကျွန်တော်အာမခံနေနော်ဘယင်ကြီးတောင်မှတစ်ခါမှမစားဘူးသေးတဲ့နတ်တုတ်တာဟင်းရည်လိုမျိုးကိုအရသာရှိသွားမှကျင်းသေးပါတယ်ခင်ဗျာဆိုပြီးတော့ပြောလိုက်တယ်တဲ့ရွာသူရွာသားတွေကအသားကြောက်နည်းနည်းဆိုရင်တော့ရှာပေးနိုင်ပါတယ်ရွာထဲမှာရှိတယ်ကဲဒီလိုနဲ့ရွာသူရွာသားတွေကရွာထဲမှာတင်ထားတဲ့အသားကြောက်ကလေးတွေနည်းနည်းစီယူလာကြတာပေါ့ဒီအသားကြောက်ကလေးတွေကိုရေဆေးတန့်စင်ပြီးတော့မှအိုးထဲကိုထပ်ပြီးတော့ထည့်လိုက်ပါတဲ့ကွယ်ကဲအခုဆိုလို့ရှိရင်ခရီးသွားဧည့်သည်ကြီးချက်ပေးတဲ့ကြောက်တုံးဟင်းချိုထဲမှာအသီးရွက်တွေလည်းအစုံရှိနေပြီအသားကြောက်တွေလည်းရှိနေပြီအရန်အနံ့အရသာမှွေးတယ်အမွှေးအကြိုင်တွေလည်းရှိနေပြီဆိုတော့ဒီကြောက်တုံးဟင်းချိုကြီးကတကယ့်ကိုအရသာရှိနေပြီပေါ့နော်
အနံ့နေရလဲတရွာလုံးကိုဖုံးသွားအောင်ကိုမွှေးကြိုင်နေပါတဲ့အဲ့ဒီတော့မှခရီးသွားဧည့်သည်ကြီးကရွာသူရွာသားတို့ခမညာအခုဆိုရင်ကျွန်တော်တို့အရန်ကိုအရသာရှိပြီးတော့နတ်တုတ်တာဓမြအရသာရှိလှတဲ့ကြောက်တုံးဟင်းချိုကြီးကိုတရွာလုံးသုံးဆောင်နိုင်ပါပြီခမညာဆိုပြီးတော့ကြေညာလိုက်ပါတဲ့ကြောက်တုံးဟင်းချိုကတကယ်လဲရသာရှိမဲ့ပုံပဲနော်ဘာလို့အလောက်တောင်ရသာရှိတာပါလဲကြောက်တုံးဟင်းချိုထဲမှာဒီချေတို့အတွက်အသီးရွက်တွေပါတယ်အသားငါးတွေလည်းပါတယ်အမွှေးအကြိုင်တွေလည်းပါတယ်ဆိုတော့ဒီကြောက်တုံးဟင်းချိုကြီးကတကယ့်ကိုအရသာရှိနေတာပေါ့အဲ့ဒီတော့မှရွာသူရွာသားတွေကလည်းကိုယ်အိမ်ကနေပကံနေဇွန်းနေယူလာပြီးတော့တရွာလုံးရွာလေကောင်မှာစုပြီးတော့ကြောက်တုံးဟင်းချိုကိုပျော်ပျော်ပါပါနဲ့သုံးဆောင်ကြပါတဲ့ကွယ်ပြီးတော့ခီးသွားဧည့်သည်ကြီးကိုလည်းကျေးဇူးတင်စကားပြောကြတာပေါ့ကျွန်တော်တို့လေတခါမှဒီလိုအရသာရှိတဲ့ဟင်းချိုမျိုးကိုမတောက်ဘူးပါဘူးခမညာခီးသွားဧည့်သည်ကြီးရဲ့ကြောက်တုံးဟင်းချိုကတိတ်ကိုအရသာရှိတာပဲအခုလိုအရသာရှိတဲ့ကြောက်တုံးဟင်းချိုကိုကျွန်တော်တို့ကိုချက်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခမညာဆိုပြီးတော့ပြောလိုက်ပါတဲ့ကဲပုံမြင်လေးကတော့ဒါပါပဲကွယ်ကဲတတောင်းမီတို့လည်းပုံမြင်နားထောင်ပြီးသွားပြီဆိုတော့အခုဒီချဲကကလေးတို့ကိုမေကွန်းလေးမိမယ်နော်တတောင်းမီတို့ရောဒီချဲကကြောက်တုံးလေးတုံးပေးပြီးတော့ဟင်းချိုချက်ခိုင်းမယ်ဆိုရင်ဘာဟင်းချိုချက်ချင်လဲတတောင်းမီတို့ချက်မဲ့ဟင်းချိုထဲမှာကောဘလို့အသီးရွက်တွေထည့်ချင်လဲဘလို့အသားငါးတွေထည့်ချင်လဲပြီးတော့ဘသူတွေကိုရောကျွေးချင်လဲဒီချက်ကိုအဲ့ဒါလေးပြောခဲ့ပြီးအောင်နော်နောက်ထပ်ပုံမြင်နေအများကြီးလဲဒီချက်ကပြောပြပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ see you in the next story နောက်ထပ်ပုံမြင်နေမှာပြန်ပြီးတော့တွေ့ကြပါမယ်ရှင် okay ဒါဆိုရင်ဒီချက်တို့ bye bye လို့ကြရအောင်bye bye 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 everyone